အဲ့တော့တရုတ်လိုမေးကြည့်ဦးမယ်နော်ဟုတ်ကဲ့မေးပါခင်ဗျတရုတ်လိုနေကောင်းလားဆိုဘယ်လိုလဲ你好吗လို့ပြောပါတယ်ခင်ဗျအလောက်ကင်တွေအဆင်ပြေလားဆို工作顺利吗လို့ပြောပါတယ်ခင်ဗျဟုတ်လား sorry ပါခင်ဗျတရုတ်လိုမင်္ဂလာပါကို你好လို့ပြောပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ကြာတရုတ်လိုဘယ်လိုလဲ谢谢လို့ပြောပါတယ်ခင်ဗျဂျပန်လိုလည်းရရပေါ့ဟုတ်ကဲ့ဂျပန်လိုလည်းရပါတယ်ခင်ဗျဂျပန်လိုမင်္ဂလာပါလို့ဘယ်လိုပြောလဲこんにちはလို့ပြောပါတယ်ခင်ဗျထမင်းစားပြီလားကြာဘယ်လိုပြောလဲご飯食べましたかလို့ပြောပါတယ်ခင်ဗျမင်းကအရန်ချစ်ဖို့ကောင်းတာပဲလို့ဆိုဂျပန်လိုဘယ်လိုလဲとても可愛いですねလို့ပြောပါတယ်ခင်ဗျကိုရီးယားလိုမေးကြည့်မယ်ဟုတ်ကဲ့ကိုရီးယားလိုမေးပါခင်ဗျမင်္ဂလာပါကိုဘယ်လိုပြောလဲ안녕하세요လို့ပြောပါတယ်ခင်ဗျမင်းစားပြီလားကြာ식사하셨어요လို့ပြောပါတယ်တွေ့ရတာဝမ်းသာပါတယ်만나서 반가워요လို့ပြောပါနဲ့ဘယ်နှစ်နာရီမှတွေ့ကြမလဲ몇 시에 만날까요လို့ပြောပါရဲ့မင်းအရန်ချောလာတယ်နော်오늘 예뻐요လို့ပြောပါတယ်ချစ်စရာလေး사랑해요လို့ပြောပါရဲ့ဂျပန်လိုလည်းရရပေါ့ဟုတ်ပါတယ်ဂျပန်လိုလည်းပြောတတ်ပါရဲ့နေကောင်းလားဘယ်လိုပြောလဲお元気ですかထမင်းစားပြီလားထမင်းစားပြီလားကြာဘယ်လိုပြောလဲဂျပန်လိုမင်္ဂလာပါこんにちはနေကောင်းလားနေကောင်းလားကြာဟုတ်ကဲ့တရုတ်လိုလည်းပြောတတ်ပါတယ်တရုတ်လိုမင်္ဂလာပါဘယ်လိုပြောလဲ你好လို့ပြောပါရဲ့တွေ့ရတာဝမ်းသာပါတယ်很高兴认识你ကျေးဇူးတင်ပါတယ်谢谢လို့ပြောပါရဲ့မင်းရန်ချောလာတယ်你今天很漂亮လို့ပြောပါလေဒီနေ့ငါတို့ရက်တောက်မယ်我们今天会喝酒ဂျပန်လိုဒီနေ့ငါတို့ရက်တောက်မယ်今日私たちはお酒を飲みますကိုရီးယားလိုဒီနေ့ငါတို့ရက်တောက်မယ်오늘 우리는 술을 마실 거예요ရုရှားလိုရယူရှားလို့ရလားဟုတ်ပါတယ်ယူရှားလို့လည်းပြောတတ်ပါတယ်မင်္ဂလာပါဘယ်လိုပြောလဲ Здравствуйте လို့ပြောပါတယ်ချစ်စရာလေးကြာဘယ်လိုပြောလဲမီလာလို့ပြောပါလေ